ဘယ်သူလဲကွာကျွန်တော်ပါဆရာရဲ့ဆရာတပည့်ကြီးမောဒုခပါဆရာဟောဒုက္ခလားဝင်ခဲ့ဝင်ခဲ့ဟုတ်ကဲ့ဆရာဟေးဆရာရှာခိုင်းထားတဲ့မျိုးသမီးဆိုတာလေဟုတ်ပြီဘယ်နဲ့လဲဆရာဆရာလိုချင်တဲ့ပုံစံပြည့်အလှရှိလားဆရာရဲ့ငါလိုတဲ့ပုံစံကတော့သူ့မှာဒီအချင်းပြည့်ရှိတယ်သူကဒါပေမဲ့ဗျာဒါနဲ့ဘာဖြစ်လဲဆရာဒါပေမဲ့မင်းနာမည်ဘယ်လိုခေါ်တယ်လဲကွာကျမနာမည်ရိုမီပါကိုကြီး Your name Romy ဟုတ်ပြီRomyဥပချီဘုံအောင်တဲ့စက်ကွင်းကလွတ်အောင်သာရှောင်ပြီးတော့ဥပချီဖျားလောင်းဥတောင်းမြင့်တောင်တောင်းမလေးနဲ့ဖျားရောက်တော့မတနာရဲ့စက်ကွင်းတက်ဆင်းခဲ့သေးတယ်ဥပချီလိုပုရုဇဉ်လူသားဖို့ကတော့ရိုမီနဲ့မြရဲ့အချစ်ကိုတဒန်းနဲ့မထားနိုင်ပါစေနဲ့လို့တော့အောင်တင်ကဆူတောင်းလိုက်ပါတယ်ဥပချေမြတိတ်ချစ်တိတ်မြန်နိုးခဲ့ရတယ်မြဖန်ငါးစီလေးလိုမြငါအခရင်းနဲ့မျိုးထားရင်တော့တစ္ဆာမဲလုံးမေတ္တာခေါင်းပါလို့နဲ့မြငါ့ကိုပြစ်တော်မယ်ဆိုလားငါသိတယ်ငါသိပါတယ်တိတ်မိမဆိုတာတယောက်မှတစ္ဆာမရှိဘူးမိမဆိုတာတယောက်မှတစ္ဆာမရှိဘူးဟဲ့လူတွေကြားအောင်ဟစ်တိုင်ကနေငါဟစ်လိုက်ခြင်းနဲ့မိမတစ္ဆာမရှိဘူးတစ္ဆာမရှိဘူးမရှိဘူးအခုဘယ်လိုများတစ္ဆာမရှိဘူးလို့